အားလုံးပဲမင်္ဂလာပါဘောလုံးချစ်ပရိသတ်များစောင့်မျှော်နေကြတဲ့2026 FIFA ကမ္ဘာဖလားရဲ့အဖွင့်ပွဲစဉ်အဖြစ်အင်ရှင်မက္ကဆီကိုအသင်းနဲ့တောင်အာဖရိကအသင်းတို့ဒီနေ့ည2 နာရီ Estadio SD ကကွင်းကြီးထဲမှာစတင်ရှင်မြန်ကစားသွားကြမှာပါကျွန်တော်ကပွဲကြိုသုံးသက်ချက်အနေနဲ့တင်ဆက်ပေးသွားပါမယ်ဒီပွဲကတကယ်ကိုရင်ခုန်ရမယ့်ပွဲပါ2010တောင်အာဖရိကကမ္ဘာဖလားအဖွင့်ပွဲတုန်းကဒီအသင်းနှစ်သင်းတအုပ်စုထဲကြာရောက်ပြီးတစ်ဖက်တစ်ကိုးစီတည်ကြခဲ့ပူပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့မက္ကဆီကိုကအင်ရှင်ဖြစ်ကစားရမှာပါကမ္ဘာဖလားအဖွင့်ပွဲကို3ချိန်မြောက်လက်ခံကျင်းပတဲ့ကွင်းကြီးထဲမှာပရိသတ်တောင်းနဲ့ချီတဲ့အားပေးမှုကမက္ကဆီကိုအတွက်အကြီးမားဆုံးအင်အားဖြစ်လာနိုင်ခြေရှိဒါဆိုရင်ကျွန်တော်တို့နီးပြွားပိုင်းကိုကြည့်လိုက်အောင်မက္ကဆီကိုကအင်ငွေအားသာချက်နဲ့အတူပွဲအစားတွေကဒုံဆိုင်တိုက်စစ်ဆင်ပြီးတော့ပွဲကိုထိန်းချုပ်နိုင်ဖို့ကြိုးစားမှာပါတစ်ဖက်ကတောင်အာဖရိကအသင်းကတော့ကြစ်လက်တဲ့ခံစစ်ကိုအခြေခံပြီးတော့မြန်ဆန်တဲ့တံပြန်တိုက်စစ်တွေနဲ့မက္ကဆီကိုရဲ့အားနည်းချက်ကိုရှာဖွေသွားဖို့လိုပါတယ်အဖွင့်ပွဲဖြစ်လို့နှစ်သင်းစလုံးအမှားမခံပဲတတိကြီးထားပြီးတော့ကစားနိုင်တွေရှိပါတယ်ဘောလုံးဝေဖန်သုံးသက်သူတွေရဲ့သုံးသက်ချက်အရပရိသတ်အင်အားရာသီဥတုအသားကျမှုလူစည်းရင်းနဲ့အတွေ့အကြုံတွေကမက္ကဆီကိုအသင်းကိုအသာစီးရဖို့ရည်ပန်းစားစီပါတယ်ဒါပေမဲ့ကမ္ဘာဖလားအဖွင့်ပွဲတွေရဲ့ထုံးစံအတိုင်းထင်မထားတဲ့ရလဒ်တွေထွက်ပေါ်တတ်တာကိုလည်းကျွန်တော်တို့မေးထားလို့မရပါဘူးကျွန်တော်ရဲ့ AI ကတော့ Asian Mexico ကကပ်ပြီးနိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ပရိသတ်ကြီးရောဘယ်လိုထင်လဲအင်ရှင်မက္ကဆီကိုအသင်းရပဲနိုင်သွားမလားတောင်အာဖရိကအသင်းရပဲအင်အားတင်းစရာရလက်တွေဖန်တီးပေးသွားမလားဆိုတော့ comment မှာရေးခဲ့ပေးပါဦးကမ္ဘာဖလားပွဲစဉ်တိုင်းရဲ့အမိုက်စာ update တွေကိုသိရဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားလို့ရပါတယ်ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်